ဆက်အနာရှင်တကဘလောမျိုးနေရှိပလာမျိုးနဲ့ရှပ်ပူရွာကနေ240လောက်ကိုမီးရှို့ဖြစ်စီခဲ့ပါတယ်။ဇန်နဝါရီလ29ရက်ကနေ31ရက်နေ့ထိ9ရက်တာကာလတွင်မီးရှို့ဖြစ်စီခဲ့တာပါ။ဘလောမျိုးနဲ့ပလာမျိုးရှိစားပုတ်စီလို့ခေါ်တဲ့အမှန်လေးရက်ွက်ကနေ80နီးပါးကိုဇန်နဝါရီလ29ရက်ကမီးရှို့ဖြစ်စီခဲ့ပါတယ်။ပလာမျိုးရက်စကန်မှာတပ်ဆွဲထားတဲ့ဆက်အနာရှင်တပ်သားတွေကပြည်သူတချို့ပဲနေထိုင်တဲ့အမှန်လေးရက်ွက်ရှိနေတွေကိုမီးရှို့ခဲ့တာလို့ဆိုပါတယ်။တိုက်ပွဲဖြစ်တာမရှိပဲဆက်အနာရှင်တပ်ကမီးရှို့ခဲ့တာဖြစ်ပြီးမိလုံနေတဲ့နေအီတွေကိုတော်လိုင်းတပ်တွေကဝန်ရောက်ရစ်တပ်အရာကညနေပိုင်းမှာမင်းကြီးသွားပါတယ်။ဇန်နဝါရီလ28ညကလည်းပလာမျိုးတူရွာကနေ120ဝန်းကျင်ကိုဆက်အနာရှင်တပ်ကထပ်ပြီးမီးရှို့ဖြစ်စီခဲ့တယ်လို့ဆိုပါတယ်။တူရွာကပလာမျိုးရဲ့အမှတ်1နဲ့အမှတ်2ရက်ကွက်ဖြစ်ပြီးပလာမျိုးနဲ့တမိုင်နီးပါအကွာဝေးမှာတည်ရှိပါတယ်။ဆက်အနာရှင်တပ်သားတွေကတိုတမတပ်ဆွဲထားတာနှစ်နီးပါကြာနေပြီဖြစ်ပြီးတိုက်ပွဲဖြစ်တာနဲ့ဆက်အနာရှင်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့်2023ခုနှစ်အစောပိုင်းကစပြီးဒေသခံတွေနေအစောခွာသွားကြတာပါ။ဇန်နဝါရီလ31ရက်နေ့ကလည်းဆက်အနာရှင်တပ်သားတွေတပ်ဆွဲထားတဲ့ဘလောမြရဲ့အချောင်းတစ်ဖက်ကမ်းရှိရှပ်ပူရွာအရှိဘက်ပိုင်းကနေ40ဝန်းကျင်ကိုထပ်ပြီးမိရှို့ခဲ့ပြန်ပါတယ်။ရှပ်ပူရွာလေးကိုရောက်နေတဲ့ဆက်အနာရှင်တပ်စီကြောင်းကရွေးကောက်ပွဲအပြီးမှပြန်လှုပ်ရှားလာပြီးနေတွေကိုမိရှို့ခဲ့တာလို့မြေခဲတိုင်ရင်တည်းရဲ့ပြန်ကြားရေးတောင်ခံကပြောပါတယ်။မိရှို့ပြီးနောက်ပိုင်းမှာလေတော်လိုင်းတက်တွေထိချုပ်ထားတဲ့နေရာတွေကိုစစ်ကြောင်းထိုးလာလို့တိုက်ပွဲတွေဖြစ်နေတယ်လို့ဆိုပါတယ်။ဘလောမျိုးနဲ့နီးတဲ့ရှပ်ပူရွာအရှိပိုင်းမှာဆက်အနာရှင်တပ်ကနေရာယူထားပြီးရွာနောက်ဖက်ပိုင်းကိုတော့တော်လိုင်းတပ်တွေကနေရာယူထားတာပါ။ FE5 တနင်္သာရီအဖွဲ့ရဲ့အစီရင်ခံစာအရ2025ခုနှစ်အတွင်းဆက်အနာရှင်တပ်ရဲ့မိရှုမှုကြောင့်တနင်္သာရီတိုင်းတွေကနေ900ချိုးမိလောင်ပစ္စည်းခဲ့တယ်လို့သိရပါတယ်။